ပြောနေကြတာပါဇက်ဖျားမှာတော့ရေပန်းစားဟိုမာတီမာရွှေရင်ကြော်ဒီနေရာတိုင်းမှာတော့အတွေ့သားကလားစေးစစ်ဂိုင်းစစ်ဆရာစစ်ဆိုတာမလိလာကြရင်တကယ်ပဲမှာရွှေရင်ကြော်မှာဂိုင်းကျုပ်တယောက်သာရှိတယ်ဆိုတာသိထားလားဒနုပြူမြို့နယ်နန်းတော်ကုန်းရွာဥဖိုးဟန်လို့ထင်ရှားသွားသူ့ရဲ့ဆရာဘိုးတော်ပွင့်ကရွှေရင်ကြော်လို့အမည်ပေးထားအဲ့ဒါကြောင့်လဲဘိုးတော်ဟန်သာဂိုင်းကျုပ်အစ်စ်ပါမှတ်သားထားတချို့ဆရာတွေမှာဂိုင်းကျုပ်ဖြောက်လို့ကိုယ်နာမည်ကိုထိတ်ဆုံးထားအဲ့ဒါကြောင့်လဲတို့အဖေကြီးကနှခိုးဆရာများလို့ပုံခိုင်းသွားဒီပေါ်မှာတိုက်ကျော်လွားခဲ့ပြီရွှေရင်ကျော်မဟာဂိုင်းတော်သားတို့ဒီဒီချာချာလေးလာမတည်ပြီမရေရမတိကြဖွဲ့ပြာနာပြီပိုင်ပိုင်နိုင်နိုင်ဆွေးဆွေးတွေရေရေရရတီတီချာချာမှန်မှန်ကန်ကန်ရှိတဲ့အဖွဲ့သာဘာသာသာသနာထောက်ကူပြုပေးသည်အရိယာဝိဇ္ဇာပညာဆိုတာခက်ခဲတယ်လို့မှတ်ထားပါဘာသာရေးနဲ့ဂိုင်းကနာအကျင့်ကိုရှင်တွဲလို့သာပြဋ္ဌာန်းတာပါရမီ10ပါးအကျင့်မြတ်များကိုဘုရားရှင်ကိုယ်တိုင်ကျင့်သွားရှာဘာသာရေးနဲ့ရှင်တွဲပြီးတော့တည်ထောင်ထားတဲ့ဂိုင်းတော်ပါဘာသာရေးကိုတစ်ဖက်ဆုံးမရောက်အောင်သင်ကြားပေးတာအဖေကြီးပါအဲ့ဒါကြောင့်လဲကဘာပတ်အောင်လှုပ်ဆောင်နိုင်တာအဖေကြီးပါအဖေကြီးဘွဲ့တူရသွားတာလဲဥမြခင်သာတယောက်သေးပါတချို့ဆရာတွေမှာအဖေကြီးဘွဲ့တူမတန်မရာကတ်လို့ခေါ်တဲ့အခါမခေါ်သင်ဘူးလို့သင်ကြားမပေးပဲပခုံးချင်းရှင်တယ်လို့လုပ်နေတယ်ဗျာဒီဒီပေါ်မှာတိုက်ကျော်လွားခဲ့ပြီရွှေရင်ကျော်မငါးကိုင်းတော်သားတို့ဒီဒီချာချာလေးလာမတည်မြေမရေရမတိကြဖွဲ့ရပြာနာပြီပိုင်ပိုင်နိုင်နိုင်ဆွေးဆွေးတွေရေရေရရတီတီချာချာမှန်မှန်ကန်ကန်ရှိတဲ့ဖွဲ့သာဘာသာသာသနာထောက်ကူပြုပေးသည်သွေးလို့အသားလို့မီးလို့စားတာရွှေရင်ကြော်နဲ့မဆိုင်ဘူးဗျာတစောင်းမုံညမှာဆေးပေါင်းခတာရွှေရင်ကြော်နဲ့မဆိုင်